Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့လက်ပြအိတ်ထိုးနီးဗီဒီယိုလေးပဲဖြစ်ပါတယ်ဘယ်ကဒီလက်ပြအိတ်မှာပေါ့နော်နှစ်လွှာပေါ့နော်အောက်ကအိတ်အောက်ခံရဲ့အပေါ်ကကြတော့လက်ပြလေးရဲ့ပေါ့နော်အိမ်မှာမှဘယ်ကလက်ပြရဲ့ဒီအပေါ်ချမ်းပေါ့နော်လက်ပြအဖက်နှစ်ခုပေါ့နော်ဟိုဘက်နှစ်ခုဒီဘက်နှစ်ခုလေးခုစုစုပေါင်းထိုးရမှာပေါ့နော်အိမ်မှာမှအပေါ်ကပတ်တန်ကနှစ်ခုတူတယ်ပြီးအောက်ကပတ်တန်နှစ်ခုတူတယ်ဆိုတော့ဘယ်ကတစ်ချမ်းကိုပဲထိုးပြပါမယ်နော်အဲ့ဒီမှာမှဘယ်ကချီတုံးတဲ့ဟာလေးကကြတော့ဒီချီလေးပေါ့နော်ဒါလေးကကပ်ချီပေါ့နော်ဒီအထုံးနဲ့လာတယ်ဟိုတနေ့ကလည်းကြောထားပေါ့နော်ဒီထုံးနဲ့လာတဲ့ကပ်ချီကိုဘယ်ကလက်ပြတုံးပြီးတော့အစိတ်ကကြတော့ဒါက 3.0 mm ပဲတုံးမယ်ပေါ့နော်ပြီးတော့အောက်အခန်းကြတော့ဘယ်ကဒီနိုင်လို့ပေါ့နော်ရေခဲနိုင်လို့ချီကိုတုံးမယ်ပေါ့နော်ဘယ်အခင်းနဲ့ဝယ်ရတဲ့ဟာလေးပေါ့နော်အဲ့ဒီဟာလေးနဲ့တုံးပါမယ်ကဲဒါဆိုလို့ရှိရင်တော့ဘယ်လိုစထိုးကြရအောင်ဒီနေရာမှာပေါ့နော်ဘယ်ကဒီပတ်တန်နဲ့တခါလေးတွဲပြီးတော့တင်ပေးမယ်ပေါ့နော်ပဲတစ်ခုချင်းစီပဲထမရှင်းပြပြီးတော့တင်နေရပေါ့နော်အဲ့မှာဗီဒီယိုလေးပေါ့နော်ပြန်ဖြတ်ပြီးတော့မှအခုဒီလိုမျိုးလေးတင်ပေးမယ်ဆိုပြီးတော့လုပ်လိုက်တာပေါ့နော်တခါလေးဒီမှာပေါ့နော်ဟိုတချို့ဆိုလို့ရှိရင်စလုံးအတူကောက်ကလေးတွေနဲ့ထိုးနေတဲ့ကိုမတွဲမိဘူးပေါ့နော်အဲ့ဒါကိုပဲတခါလေးတွဲပြီးတော့တင်ပေးလိုက်တဲ့ခါကျတော့မသိတဲ့လူလည်းသိသွားတာပေါ့နော်အရင်ဆုံးဒီပတ်တန်လေးကိုတော့ပဲပေးမှာအရင်ဆုံးတင်ပေးထားမယ်ပေါ့နော်ဒီစလုံးလေးတွေကိုဒီတင်ဂီတာလေးကိုကြည့်ပြီးတော့ထိုးတတ်တဲ့လူတွေအဆင်ပြေအောင်လို့ပေါ့နော်ဒီဗီဒီယိုကကြတော့ဒီပတ်တန်လေးကိုဖတ်ရည်နဲ့ထိုးပြမယ်ပေါ့နော်အဲ့တော့အရင်ဆုံးစားလိုက်ကြရအောင်အခုပဲရေစုံ round 1ကြတော့ဖော်မီ23ကပေါ့နော်23ကထိုးရမယ်ပြီးတော့ရှိရင်သူ့ဘွားနေပြီးတော့ဘယ်လိုတိုင်တိုလေးတွေရိုးတိုင်တိုပေါ့နော်တပေါက်တစ်ချက်စီနဲ့ထိုးမယ်ပေါ့နော်အဲ့တော့ဘယ်လိုအရင်ဆုံးဖော်မီ23ကထိုးလိုက်ပါမယ်တေးနေတော့အခုပဲတော့ဖမီ23ကရပြီဆိုရင်တော့သူ့အပေါ်မှာတိုင်တိုလေးတစ်ပေါက်တစ်ချက်စီနဲ့22ခါပေါ့နော်အဲ့ဆိုတာတိုင်တိုပေါ့နော်တိုင်တိုလေးတစ်ပေါက်တစ်ချက်စီနဲ့22ခါထိုးမယ်ပေါ့နော်ဒီမှာတစ်ပေါက်ကိုကြောပြီးတော့ဒုတိယမြောက်အပေါက်ကနေပြီးတော့တိုင်တိုလေးတွေတစ်ပေါက်တစ်ချက်စီနဲ့အဆုံးထိထိုးသွားပါမယ်အခုပဲတော့တိုင်တိုလေး22ခါရပြီဆိုရင်တော့အဲ့ဒီဒုတိယ round ပေါ့နော်ဒုတိယ round ဖြစ်တဲ့ round 2ကိုဆက်ကြည့်မယ်ပေါ့နော် round 2မှာကျတော့ 1s ဆိုတာကပဲဒါ slit stick ကိုပြောချင်တာပေါ့နော်အတူကောက်ကလေးပေါ့နော် 1s ဆိုတာက slit stick အရင်ဆုံးပဲဖော်မီနောက်တစ် round ကုမယ်ဆိုလို့ရှိရင်တော့ဘယ်လိုမြဲတဲ့ဖော်မီတစ်ခါတော့ထိုးပြရတယ်မလားအဲ့တော့ဖော်မီတစ်ခါထိုးလိုက်မယ်ပြီးသားရေ slit stick ဆိုတော့ပထမအပေါက်ထဲမှာပဲတော့ slit stick လေးတစ်ခါအရင်ဆုံးထိုးလိုက်မယ်နော်ပြီးသားရှိရင်တိုင်တိုလေးကအဲ့တော့ဘယ်လိုတိုင်တိုလေးကဆက်ထိုးပါမယ်ဒီနေတော့လေးနော်တိုင်တိုလေးကထိုးမယ်ပြီးတော့လို့ရှိရင်တော့ဘယ်လိုတိုင်လက်ပေါ့နော်တိုင်လက်လေးကထိုးပါမယ်တီဆိုတာကဘယ်လိုတိုင်လက်ကိုပြောတာပေါ့နော်ဒီမှာ40ဆိုတာကတိုင်လက်လေးကလို့ပြောတာအခုပဲနှစ်ခါရှိသွားပြီ3 4အခုပဲတော့ဒီမှာတိုင်လက်ပြီးသွားတော့တိုင်ရှိရတယ်လေးကထိုးပြရမယ် F ဆိုတာကတိုင်ရှိပေါ့နော်နောက်တစ်ခါကျတော့ဒီ F မြင်တာနဲ့တိုင်ရှိထိုးရမယ်တည်သွားတာပေါ့နော်ဒီမှာ1နေတော့လေးတိုင်ရှိကလေးကပေါ့နော်တိုင်ရှိလေးကခဏပဲကတာနည်းနည်းလေးကျဲသွားလို့ပေါ့နော်ဒီမှာကစိတ်လေးလက်စိတ်ပေါ့နော်စိတ်လေးထိုးလေးပိုးလာလေးပဲပေါ့နော်အယုံမှာပဲလို့ထိုးတယ်လို့မျိုးပဲပေါ့နော်ကြီးလေးနဲ့စိတ်လေးထိုးထားတဲ့အယုတ်ကပိုးလာရေပေါ့နော်ဒီမှာလည်းဒီပြလေးကိုလည်းအဲ့လိုမျိုးပဲပေါ့နော်တရားလေးကိုအဲ့လိုမျိုးလေးဒီလိုမျိုးကွင်းရုပ်အကျဉ်းမရှိဘဲနဲ့ဒီလိုမျိုးလေးပဲပေါ့နော်သူရဲ့လုံးပတ်အတိုင်းလေးပဲဝင်ပြီးတော့ထိုးပေါ့နော်အကျဉ်းကြီးတော့မရှိပါနဲ့ပြီးတော့ဘယ်လိုတိုင်ရှိလေးကထိုးပြီးပြီဆိုတော့ 1FV ဆိုတာကတိုင်ရှိ F ကတိုင်ရှိ V ကကျတော့တိုင်ပွားတစ်ပေါက်ထဲရှိနှစ်ခါထိုးရမယ်မဟုတ်ပြောပါဘောနော်အဲ့တော့ဘယ်လိုတစ်ပေါက်ထဲမှာတိုင်ရှိနှစ်ခါထိုးလိုက်ပါမယ်နော်တစ်ပေါက်ထဲမှာတိုင်ရှိနှစ်ခါထိုးပြီးသွားပြီဆိုတော့တိုင်ရှိ9ခါပြန်လာပါမယ်အဲ့တော့ဘယ်လိုတိုင်ရှိ9ခါပြန်ထိုးပါမယ်ဒီနေတော့ခေါ်နော်တိုင်ရှိ9ခါထိုးပြီးသွားလို့ရှိရင်တော့ဘယ်လိုနောက်ဆုံးအပေါက်ထဲမှာ 1FV ဆိုတာကကြတော့တိုင်ရှိတိုင်ပွားเนาะဆိုတော့ဒီအလယ်မှာထိုးရတယ်လို့နောက်ဆုံးပေါက်မှာလည်းဒီတိုင်ရှိတိုင်ပွားတစ်ခါထိုးပေးရမယ်ပေါ့နော်တော့နောက်ဆုံးပေါက်မှာပဲဟိုတိုင်ရှိတိုင်ပွားဆက်ထိုးလိုက်ပါမယ်
တိုင်ရှိတိုင်ပွားတိုင်ရှိတိုင်ပွားလေးထိုးလိုက်မယ်နော်ပြီးသားပြီဆိုလို့ရှိရင်တော့ဘယ်လို round 3ရကြတော့ဘယ်လိုတိုင်တိုလေးတွေအခါ20ထိုးမယ်ပြီးတော့မှနောက်ဆုံးပေါက်မှာ slit တွေနှစ်ခါထိုးမယ်တော့ကိုပဲဖွန်မီတစ်ခါထိုးပြီးတော့ဒီဘက်ကိုလှည့်လိုက်ပါမယ်ပထမဆုံးပေါက်ကနေစပြီးတော့တိုင်တိုလေးတွေတစ်ပေါက်တစ်ချက်စီနဲ့ထိုးသွားပါမယ်နော်20ထိုးပြီးသားပြီဆိုရင်တော့ဘယ်လိုသူ့အဆိုတော့ဘယ်လို slit တွေလေးနှစ်ခါထိုးရပါမယ်နော် slit တွေနှစ်ခါထိုးပြီးသွားလို့ရှိရင်တော့ဘယ်လို round 4ကကြတော့ဒီမှာ 1k ဆိုတာလေးပေါ်လာပြီပေါ့နော်အဲ့ဒီကကြောင့် skip လို့ပြောကြော်ခိုင်းတာပေါ့နော်တစ်ပေါက်ကြော်ရမယ်ပြီးတော့လို့ရှိရင် slit နော်တစ်ပေါက်ကြော်ပြီးတော့ slit နဲ့ထိုးရမယ်တော့ဖွန်မီတစ်ခါပုံမှန်တိုင်းထိုးလိုက်မယ်ပြီးရင်ဒီဘက်လှည့်လိုက်မယ်လှည့်ပြီးတော့လို့ရှိရင်တစ်ပေါက်ကြော်ရမယ်ဆိုတာဒီအပေါက်ကိုကြော်ပြီးတော့ဒီဒုတိယမြောက်အပေါက်ထဲမှာဘယ်လို slit လေးဝင်ထိုးလိုက်မယ်နော်ပြီးတော့လို့ရှိရင်တော့ဘယ်လိုတိုင်တိုး3ခါထိုးပါမယ်ဒီနေတော့တိုင်တိုး3ခါထိုးပြီးတော့လို့ရှိရင်တော့ 1tv ဆိုတာကကြတော့စောကဘယ်လို fv လို့ပဲ tv ဆိုတာဘယ်လိုတိုင်လက်တိုင်ပွားနော်အဲ့တော့တိုင်လက်တိုင်ပွားဆက်ထိုးပါမယ်တိုင်လက်တိုင်ပွားဆိုတော့တစ်ပတ်ထဲမှာတိုင်လက်လေးနှစ်ခါထိုးလိုက်ပါမယ်ပြီးတော့လို့ရှိရင် 1t ဆိုတာကတိုင်လက်တစ်ခါပြီးတော့လို့ရှိရင်ဘယ်လို 1fv ဆိုတာကတိုက်ရှိတိုင်ပွားပြင်လာမယ်နော်အဲ့တော့တိုက်ရှိနှစ်ခါထိုးမယ်ပြီးတော့လို့ရှိရင်တော့ဘယ် 1f ဆိုတာကတိုက်ရှိရိုးတစ်ခါပေါ့နော်ရိုးတစ်ခါထိုးမယ်ပြီးတော့ရှိ 1fe ဆိုတာကကြတော့တိုက်ရှိတစ်ခါတိုက်ရှိတစ်ခါ e ဆိုတာလေးပို့လိုက်ပေါ့နော် e ကကြတော့ဘယ်နှစ်ရစ်တွေတိုက်ရှိပါနော်နှစ်ရစ်တွေတိုက်ရှိဆိုတော့ဘယ်လိုနှစ်ရစ်ရစ်လိုက်မယ်ပြီးတော့ဒီအပေါက်ထဲမှာပဲငွေစက်ကိုဖိနေပြထားကြတစ်ပေါက်ထဲမှာဘယ်လိုနှစ်ခါထိုးခိုင်းတာပေါ့နော်အဲ့တော့တစ်ပေါက်ထဲမှာဘယ်လိုနှစ်ခါထိုးမယ်ပေါ့နော်အဲ့တော့ဒီမှာစောထိုးခဲ့တိုက်ရှိထိုးထားတဲ့အပေါက်ထဲမှာဘယ်လိုဝင်ထိုးလိုက်တာနော်ပြီးတော့ပြီဆိုရှင်ရော2မိနစ်တစ်ခါပြီးရင်2မိနစ်တစ်ခါပြီးကျန်တဲ့2မိနစ်တစ်ခါထပ်ထုတ်လိုက်မယ်အဲ့ဆိုလို့ရှိရင်2ရစ်တွေတိုက်ရှိထိုးပြီးသွားပြီပြီးတော့လို့ရှိရင်အဲ့2ရစ်တွေတိုက်ရှိပဲနောက်10ခါထပ်ထိုးရမယ်နော်အဲ့တော့ဘယ်လို2ရစ်တွေတိုက်ရှိ10ခါထိုးလိုက်ပါမယ်တစ်ပေါက်တစ်ချက်စီပဲနော်ဒီမှာကျတော့တစ်ခါပြီးသူပြီးနာအပေါင်းမှာနောက်တစ်ခါထပ်ထိုးလိုက်မယ်အဲ့လိုမျိုးနဲ့ဘယ်လို10ကထိုးပြီးသွားပါတိုက်ရှိ10ကထိုးပြီးသွားပြီဆိုရင်တော့နောက်မှာ2ပေါက်ပဲကျန်တော့ရပါတော့အဲ့2ပေါက်မှာကျတော့ဘယ်လိုဒီမှာ 1ev ရဲ့ 1e ရဲ့ထိုးရမယ်ဆိုတော့ဘယ်လို2ရစ်တွေတိုက်ရှိပွားတာနဲ့ပြီးတော့ရိုးနဲ့နော်အဲ့2ပေါက်ကိုအဲ့လိုထိုးရပါမယ်အဲ့တော့ဒီမှာသူပြီးနာအပေါင်းမှာ2ရစ်တွေတိုက်ရှိကိုပွားလိုက်မယ်နော်ဒီမှာကြတော့အပွားထိုးရမယ်ဆိုတော့တစ်ပေါက်ထဲမှာနှစ်ချက်ပြီးတော့လို့ရှိရင်တော့တူပီနာကအပေါက်မှာကြတော့နှစ်ရစ်တင်တိုက်ရှိကိုတစ်ခါပဲထိုးမယ်နော်ပွားတာနဲ့ယူနဲ့ပြီးတော့ဆိုလို့ရှိရင်တော့ round 5ကကြတော့ chain 1ရယ်ပြီးတော့ဒီမှာလည်းဘယ်လိုဟိုကြော်မယ်ပေါ့နော်ဒါကတော့ပုံမှန်ပဲဘယ်လိုနောက်တော့ကိုပြီးဆိုလို့ရှိရင်တိုင်တိုရွတစ်ခါထိုးမယ်ပြီးတော့လို့ရှိရင်ဒီမှာကြတော့ဒီပထမဆုံးအပေါက်ကိုကြော်လိုက်ပြီးတော့ဒုတိယအပေါက်ကနေစပြီးတော့21 ဆိုတာကကြတော့ဘယ်လိုတိုင်တို21ခါတိုင်တို21ခါတပေါက်တစ်ချက်စီနဲ့ထိုးသွားမယ်ပြီးတော့လို့ရှိရင်တော့ဘယ်လို 2s ဆိုတဲ့ slit တွေနှစ်ခါထိုးမယ်ကဲဒါဆိုလို့ရှိရင်တော့ဘယ်လိုနောက်တစ်ပေါက်လွယ်လေးပေါ့နော်ဖွန်မီတစ်ခါထိုးမယ်ပြီးတော့လို့ရှိရင်ဒီမှာတစ်ပေါက်ကြော်မယ်ဆိုတော့ဒီပထမပေါက်ကိုကြော်လိုက်ဒီဒုတိယပေါက်ထဲမှာ slit တွေနဲ့ဆက်မယ်sorry နော် slit တွေတိုင်တိုပေါ့နော်ဒုတိယပေါက်ကနေစပြီးတော့ဘယ်လိုတိုင်တိုပေါ့နော်ပါတယ်နော် slit တင်ပါဟုတ်တယ်ဒီမှာ 1k ရဲ့ပြီးတော့21ဆိုတော့ဒီနေနော်ဒုတိယပေါက်ကနေစပြီးတော့တိုင်တိုတစ်ပေါက်တစ်ချက်စီနဲ့20ခါထိုးသွားပါမယ်3 4 5 6ကိုဘယ်တော့တိုင်တိုထိုးလာတာဒီที20ခါပေါ့နော်20ခါထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဘယ်လို slit တွေနှစ်ခါထိုးမယ်ပေါ့နော်သူပြောထားတဲ့အတိုင်းပဲဒီမှာ 2s ဆိုတော့ဘယ်လို slit တွေနှစ်ခါထိုးလိုက်ပါမယ်နော်ဒါဆိုရင်ဒီလိုမျိုးအခုံးလေးရလာပြီပေါ့နော်ပြီးတော့လို့ရှိရင်တော့ဘယ်လိုနောက်တစ်ပေါင်းကကြတော့ဖွန်မီတစ်ခါထိုးပြီးတော့ဘယ်လိုဒီမှာ skip ဆိုတာကတစ်ခုကြော်မယ်ပြီးတော့ရှိ slit တွေပေါ့နော်ဖွန်မီတစ်ခါထိုးမယ်ပြီးရွာရင်တစ်ခုကြော်မယ်ပြီးတော့ဒုတိယပေါက်မှာဘယ်လို slit တွေနဲ့ဆက်မယ်ပြီးတော့လို့ရှိရင်တော့ဘယ်လိုတိုင်တိုပေါ့နော်တိုင်တိုရိုးတက်ခါပြီးတော့ရှိရင်တိုင်တိုတိုင်လက်တိုင်ရှိပြီးတော့တိုင်ရှိတိုင်ပွားနော်ဒီထိမှတ်ပြီးတော့ဘယ်လိုတစ်လျှောက်ထိုးသွားမယ်တိုင်တိုဆိုတော့ဘယ်တိုင်တိုထိုးမယ်ပြီးတော့ရင်တိုင်လက်နော်ပြီးတော့လို့ရှိရင်ဘယ်လိုတိုင်ရှိပြီးတော့သူ့ဘေးနားပေါက်မှာကျတော့ဘယ်လိုတိုင်ရှိတိုင်ပွားပေါ့နော်အဲ့တော့တစ်ပေါက်ချဲမှာနှစ်ခါထိုးလိုက်မယ်နော်ဒီထိဘယ်လိုထိုးလိုက်ပြီးတော့လို့ရှိရင်
15F ဆိုတာကဘယ်လိုတိုက်ရှိ15ကထိုးမယ်နောက်ဆုံးပေါက်မှာမှဘယ်လိုတိုက်ရှိ A ဆိုတာကကြတော့တိုက်လျှော့เนาะအဲ့တော့နောက်ဆုံးနှစ်ပေါက်ကိုမှတိုက်လျှော့ထိုးမယ်အဲ့ဒါကတိုက်ရှိတိုက်လျှော့เนาะနောက်ဆုံးပေါက်ကြမှာပြင်ပြမယ်အခုလောလောဆယ်ကတိုက်ရှိတစ်ပေါက်တစ်ချက်စီနဲ့15ကထိုးသွားပါမယ်ဒီနေ့ကိုဘယ်လိုတိုက်ရှိ15ကထိုးပြီးလဲပြီးနောက်မှာဘယ်လိုနှစ်ပေါက်ပေါ့နော်နှစ်ပေါက်ကျန်တဲ့နေရာမှာဘယ်လိုတိုက်လျှော့ပေါ့နော်တိုက်ရှိတိုက်လျှော့ဆိုတော့နှစ်မြင်တစ်ခါထုတ်လိုက်တယ်ပြီးတော့သူ့ဘေးနာအပေါက်ကိုသွားနှစ်မြင်တစ်ခါရင်ထုံးမယ်ပြီးတော့မှပေါင်းပြီးတော့သုံးမြင်ပေါင်းပြီးတစ်ခါတည်းတိုက်လျှော့လိုက်မယ်နော်အဲဒါဆိုလို့ရှိရင်တော့ဘယ်လိုဒီအတန်းလဲပြီးသွားပြီပေါ့နော် round 6ပြီးသွားပြီဆိုတော့ round 7 ကျတော့ဘယ်လိုဖွန်မီနှစ်ခါသူ့ချင်းဆိုတော့ဘယ်လိုဖွန်မီနှစ်ခါအရင်ထိုးပြီးမှဒီဘက်ကိုလှည့်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီမှာလဲတပေါက်ကြော်ရမယ်ပြီးတော့လို့ရှိရင်တော့ဘယ်လိုတိုင်လက်10ကထိုးရမယ်အဲ့တော့အခုဒီမှာဘယ်လိုဒီတပေါက်ကိုကြော်လိုက်ပြီးတော့ဘယ်လိုတိုင်လက်10ကအရင်ထိုးပါမယ်နေ10ကထိုးကြပြီဆိုရင်တော့ဘယ်လိုတိုင်တိုး9ကထိုးပါမယ်တေနေတော့လေငါထိန်တိုးငါကပြီးသွားပြီเนาะဘယ်လို slit stitch နှစ်ခါထပ်ထိုးမယ် slit stitch တစ်ခါနှစ်ခါထိုးပြီးသွားပြီဆိုလို့ရှိရင်เนาะဘယ်လိုဒီမှာ round 8ကိုဆက်သွားမယ်ပေါ့เนาะ round 8ထိုးမယ်ဆိုတော့ဖွင့်ပြီးတစ်ခါထိုးပြီးတော့ဒီဘက်ကိုလဲလိုက်မယ်ဒီမှာဘယ်လိုတစ်ပေါက်ကြော်ပြီးတော့ဒုတိယမြောက်အပေါက်မှာ slit stitch နဲ့ဆက်မယ်เนาะအဲ့တော့ဒီတစ်ပေါက်ကိုကြော်ပြီးတော့ဒီဒုတိယမြောက်အပေါက်မှာ slit stitch နဲ့ဆက်မယ်ပြီးတော့တိုင်တိုးတိုင်လက်เนาะတိုင်တိုးတိုင်လက်အရင်ထိုးမယ်တိုင်တိုးတိုင်လက်ပြီးတော့လို့ရှိရင်ကိုစားကိုပိတ်ထဲမှာကြတော့တိုက်ရှိနဲ့နေရည်တိုက်ရှိဆိုတော့ဒါတစ်ပေါက်ထဲမှာတိုက်ရှိတတိုင်းရဲ့နေရည်တိုင်းရဲ့တတိုင်းထိုးမယ်ဆိုတော့ဒီအပေါက်ထဲမှာအခုလာမယ်ပေါက်ထဲမှာတိုက်ရှိရိုးတစ်ခါထိုးမယ်ပြီးတော့ရင်နေရည်တိုက်ရှိကိုလည်းဒီအပေါက်ထဲမှာတစ်ခါလေးထိုးလိုက်နော်ဒါဆိုလို့ရှိရင်တော့ဘယ်လိုနောက်သူဘေးနာဟာကြတော့ဘယ်လိုနှစ်ရည်တိုက်ရှိ17ခါပေါ့နော်17ခါလို့ပြောထားတာအဲ့တော့နှစ်ရည်တိုက်ရှိ17ခါထိုးပါမယ်ဒီနေ့အဲ့လိုမျိုးနဲ့ဘယ်လိုတစ်ပေါက်တစ်ချက်စီနဲ့နှစ်ရည်တိုက်ရှိ17ခါထိုးသွားမယ်နော်အခုဘယ်တော့နေရည်တိုက်ရှိ17ခါထိုးလိုက်ပြီပေါ့နော်17ခါထိုးလိုက်တာဒီနောက်ဆုံးအပေါက်ရောက်လာပြီပေါ့နော်ဒီနောက်ဆုံးအပေါက်မှာကြတော့ 2F ဆိုတော့တိုက်ရှိလေး2ခါထိုးပေးရပါမယ်နော်ဒီနောက်ဆုံးအပေါက်ထဲမှာတိုက်ရှိလေး2ခါပတ်ထိုးပါမယ်တစ်ခါ2ခါနော်2ခါထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဘယ်လိုနောက်ပတ်တန်းပေါ့နော်နောက်ပတ်တန်း round 9 ကကြတော့ round 9 ကကြတော့တိမ်တိုးပြဖွန်မီတက်ခါပြီးတော့လို့ရှိရင်ဒီမှာတပေါက်မကြော်တော့ဘူးဆိုတော့ဘယ်လိုပုံမှန်တိုင်းပဲပေါ့နော်ဖွန်မီတက်ခါထိုးမယ်ဒီဘက်လှည့်မယ်တိမ်တိုး73ကထိုးမယ်ဒီနေအခုဘယ်လိုတိုင်တိုး73ကထိုးပြီးသွားပြီဆိုရင်တော့နောက်အပေါက်မှာကြတော့တိုင်ပွားရယ်ပြီးတော့လို့ရှိရင်တိုင်တိုးရိုးရယ်ပြီးတော့လို့ရှိရင် 2S ဆိုတော့ slit stitch နှစ်ခိုင်ဒါ 1V ဆိုတာကတိုင်တိုးတိုင်ပွားပေါ့နော်အဲ့ဒီတော့ဘယ်လိုသူဘေးနာအပေါက်မှာတိုင်တိုးတိုင်ပွားလေးတစ်ခါထိုးလိုက်မယ်ပြီးတော့တိုင်တိုးရိုးတစ်ခါထိုးခိုင်းနေဆိုတော့တိုင်တိုးရိုးတစ်ခါထိုးပေးလိုက်မယ်ပြီးတော့လို့ရှိရင်တော့ဘယ်လိုslitလေးနှစ်ခါထိုးလိုက်မယ်နော်ပြီးတော့နောက်ဖွန်မီတစ်ခါထိုးပြီးတော့ဒီဘက်ကိုလဲလိုက်မယ်နောက် round 10ကကြတော့ဒီမှာတစ်ပေါက်ကြော်မယ်ပြီးတော့လို့ရှိရင် slit stitch နော်ဒီမှာတစ်ပေါက်ကြော်မယ်ပြီးတော့သူဘေးနာအပေါက်မှာ slit stitch slit stitch ထိုးပြီးသွားပြီဆိုတော့နောက်သူဘေးနာကြတော့ဘယ်လို6 ဆိုတော့တိုင်တိုး6ခါပေါ့နော်အဲ့တော့တိုင်တိုးတစ်ပေါက်တစ်ချက်စီနဲ့6ခါထိုးပြီးသွားပါမယ်2 3 4 5 6နော်6ခါထိုးပြီးသွားပြီဆိုလို့ရှိရင်တော့တိုင်လက်2ခါထိုးပေးရပါမယ်တိုင်လက်1ခါ2ခါနော်
နှစ်ခါပြီးသွားရင်တော့ကွေးစားကွေးပိတ်ထဲမှာကြတော့ဘယ်လိုတိုင်လက်ရဲ့တိုင်ချီရဲ့ကိုတပေါက်ထဲမှာပေါ့နော်ထိုးခိုင်းတာပါပြီးတော့သူ့ဘေးနာအပေါက်မှာရိုးရိုးတိုင်လက်ရဲ့ပြီးတော့လို့ရှိရင်တိုင်ချီရဲ့ကိုပေါင်းပြီးတော့ထိုးလိုက်မယ်ဒီတပေါက်ထဲမှာတိုင်လက်ရိုးရိုးတစ်ခါပြီးတော့ရင်တိုင်ချီတစ်ခါထိုးလိုက်မယ်ပြီးတော့လို့ရှိရင်တော့ဘယ်လိုတိုင်ချီတစ်ခါပြီးတော့နှစ်တီတိုင်ချီ၄ကပေါ့နော်တိုင်ချီတစ်ခါပြီးတော့ရင်နှစ်ရစ်တီတိုင်ရှိ၄ကထိုးပါမယ်တေနေတော့လေးနော်၄ကထိုးလိုက်ပါမယ်ပြီးတော့လို့ရှိရင်တော့ဘယ်လိုဒီနှစ်ပေါက်ပဲကျန်တော့ရေပေါ့နော်အဲ့နှစ်ပေါက်မှာကြာတော့ဘယ်လိုဒီမှာ၄ကရဲ့ဒီနောက်မှာကြာတော့ EV ဆိုတော့နှစ်ရည်တိုင်ရှိတိုင်ပွားရဲ့ပြီးတော့ရှိဒီမှာ YE ဆိုတော့ရိုးရိုးတခါရေနော်အဲ့တော့နှစ်ရည်တိုင်ရှိဒီမှာပွားမယ်ဒီပေါက်မှာတခါနှစ်ခါပွားလိုက်မယ်ပြီးတော့သူ့ဘေးနာကအပေါက်မှာကြာတော့နှစ်ရည်တိုင်ရှိတခါထိုးလိုက်မယ်နော်ပြီးတော့ပြီဆိုလို့ရှိရင်တော့နောက်တစ်ရောင်းထပ်တက်မယ်နောက်တစ်ရောင်းကကြတော့အဲ့တို့ယူဖွန်မီနှစ်ခါပေါ့နော်ဖွန်မီနှစ်ခါထိုးတယ်ပြီးတော့လို့ရှိရင်ပထမဆုံးပေါက်မှာပဲတိုင်ပွားထိုးမယ်တိုင်လက်တိုင်ပွားပြီးမှတိုင်လက်6ခါလာမယ်နော်အဲ့တော့တို့တိုင်လက်ပွားမယ်ပေါ့နော်ဒီမှာစကစ်တွေပိုင်းမပါဘူးဆိုတော့ပထမဆုံးအပေါက်ကနေစမယ်ပထမဆုံးပေါက်မှာတင်ဘယ်လိုတိုင်လက်နှစ်ခါထိုးလိုက်မယ်နော်ပြီးတော့ပြီဆိုလို့ရှိရင်နော်တိုင်လက်6ခါလာပါမယ်နေ6เนาะတိုင်လဲ6ခါလာမယ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဘယ်လိုတိုင်တူ6ခါလာမယ်တိုင်တူရိုးရိုးတစ်ပေါက်ကိုတစ်ချက်စီနဲ့6ခါလာပါမယ်နှစ်ခါတိုင်တူရိုးရိုး6ခါပေါ့เนาะအခုထိုးပြီးတော့ပြီဆိုလို့ရှိရင်တော့ဘယ်လိုနောက်အပေါက်မှာကျတော့ slit stitch နှစ်ခါထိုးပါမယ်เนาะဒီမှာနိုင်အိပ်ပြီးတော့ 2s လာလို့ပေါ့နော်ပြီးတော့ရင်တော့နောက်တစ်တန်းကူးမယ်ပေါ့နော်ဒီမှာကြောရမယ်အပေါက်လာပြီးပြီးတော့ရင် slit stitch အဲ့တော့ဖွန်မီတစ်ခါထိုးမယ်ပထမဆုံးတစ်ပေါက်ကိုကြောလိုက်မယ် slit stitch နဲ့သူ့ဘေးနာပေါက်မှာထိုးလိုက်မယ်ပြီးတော့ရင် 5/8 ဆိုတော့တိုင်တူ5ကတေနေတော့လေးငါနော်တိတ်တော့9ကပြီးသွားပြီဆိုလို့ရှိရင်เนาะဘယ်လိုတိုင်လက်တစ်ခါထိုးမယ်ပြီးတော့တိုက်ရှိတိုင်ပွားတစ်ခါထိုးမယ်เนาะဒီနှစ်ခုအရင်ထိုးမယ်တိုင်လက်လာပြီးတိုင်လက်တစ်ခါရဲပြီးတော့လို့ရှိရင်တိုက်ရှိတိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာတိုက်ရှိနှစ်ခါထိုးလိုက်မယ်เนาะပြီးတော့ပြီဆိုလို့ရှိရင်เนาะတိုက်ရှိ10ခါလာမယ်เนาะတိုက်ရှိ10ခါထိုးပါမယ်တေနေတော့လေးငါချာခေါ်ရှစ်နော်တိုက်ရှိ10ခါထိုးလိုက်မယ်ပြီးတော့လို့ရှိရင်နော်တိုက်ရှိတိုင်ပွားလေးထိုးပါမယ်နော်တိုက်ရှိတိုင်ပွားပြီးလို့ရှိရင်နော်ရိုးရိုးတိုက်ရှိနဲ့ဆုံးမယ်တော့နောက်ဆုံးအပေါက်ထဲမှာဘယ်လိုရိုးရိုးတိုက်ရှိတစ်ခါလေးထိုးလိုက်မယ်တိုက်နောက်တစ်လုံးကကြတော့ဘယ်လိုပထမဆုံးပေါက်မှာတိုင်ပွားတစ်ခါပြီးတော့လို့ရှိရင်နော်တိုက်တူ16ခါပြီးတော့ရင် slit stitch နှစ်ခါနော်အဲ့တော့ဘယ်လိုဖွန်မီတစ်ခါထိုးလိုက်မယ်ပထမဆုံးပေါက်မှာတိုင်ပွားဆိုတော့တိုင်ပွားလေးထိုးလိုက်မယ်ပြီးတော့လို့ရှိရင်တိုင်တူ16ခါဆိုတော့တပေါက်ကိုတစ်ချက်စီနဲ့တိုင်တူ16ခါထိုးလိုက်မယ်နော်အခုပဲနောက်နှစ်ပေါက်ပေါ့နော်နောက်နှစ်ပေါက်မှာကျတော့ slit stitch နှစ်ခါထိုးလိုက်မယ်ကဲဒါဆိုရင်တော့ဘယ်လို round 73ပေါ့နော် round 73လဲပြီးတော့ပါပြီ round 14ရကြတော့ဘယ်လိုတပေါက်ကြော်မယ်ပြီးတော့ရှိရင် slit stitch တစ်ခါထိုးမယ်ပြီးတော့ရင်တိုင်တူရိုးရိုးတပေါက်ကိုတစ်ချက်စီနဲ့9ခါထိုးမယ်နော်အဲ့တော့ပုံမှန်တိုင်းပဲဖွန်မီတစ်ခါထိုးပြီးတော့ဒီဘက်လက်မယ်တပေါက်ကြော်မယ်ပြီးတော့ slit stitch နဲ့ဒုတိယပေါက်မှာ slit stitch ထိုးမယ်เนาะပြီးသွားပြီဆိုလို့ရှိရင်တော့ဘယ်လိုတိုင်တူရိုးရိုး9ခါထိုးပါမယ်1 2 3 4 5နော်9ခါထိုးပြီးသွားပြီဆိုလို့ရှိရင်
တိုင်လက်တိုင်ပွားတခါပြီးတော့လို့ရှိရင်တိုင်လက်ရိုးရိုးတခါထိုးမယ်တော့တိုင်လက်တိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာတိုင်လက်လေးနှစ်ခါထိုးမယ်ပြီးတော့ရင်တိုင်လက်လေးရိုးရိုးတခါထိုးလိုက်မယ်နောက်တစ်ခုကကြတော့ကိုယ်စားကိုယ်ပိတ်ထဲမှာတိုင်လက်နဲ့တိုင်ရှိနဲ့ပွားတာတခါထိုးမယ်တိုင်လက်တခါရဲ့တိုင်ရှိတခါရဲ့ကိုတစ်ပေါက်ထဲမှာပေါင်းပြီးတော့ထိုးလိုက်တာเนาะပြီးတော့လို့ရှိရင်တော့တိုင်ရှိရှစ်ခါထိုးပါမယ်ရှစ်နော်တိုင်ရှိရှစ်ခါထိုးလိုက်တယ်ပြီးတော့ရင်နောက်အပေါက်မှာတိုင်ရှိတိုင်ပွားတစ်ခါတိုင်ရှိရိုးရိုးတစ်ခါနော်ဒီမှာနှစ်ပေါက်ပဲကျန်နေတိုင်ရှိဒီမှာကတိုင်ပွားလာမယ်တိုင်ရှိတိုင်ပွားတစ်ခါနောက်ဒီဘက်ဘေးနာကြတော့တိုင်ရှိရိုးရိုးတစ်ခါလာမယ်နော်ပြီးတော့ဖော်မီတစ်ခါထိုးပြီးတော့နောက်တစ်ရောင်းဆက်တက်မယ်ပေါ့နော်နောက်တစ်ရောင်းကြတော့ဖော်မီ3ခါထိုးရမှာနော်ဖော်မီ3ခါထိုးရမှာဆိုတော့နောက်2ခါထပ်ထိုးလိုက်မယ်ဒီဘက်လှည့်မယ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဘယ်လို YEV ဆိုတော့ဘယ်လို2ရက်တည်းတိုက်ရှိကိုမှတိုင်ပွားနော်2ရက်တည်းတိုက်ရှိတိုင်ပွားပြီးရင်2ရက်တည်းတိုက်ရှိ3ခါလာမယ်နော်အရင်ဆုံးပထမပေါက်မှာ2ရက်တည်းတိုက်ရှိတိုင်ပွားလေးရင်ထိုးမယ်ဆိုတော့အခုတစ်ခါထိုးပြီးသွားပြီနောက်တစ်ခါသူ့အပေါက်ထဲမှာပဲနောက်တစ်ခါထပ်ထိုးမယ်ပြီးတော့2ရက်တည်းတိုက်ရှိ3ခါကိုတစ်ပေါက်တစ်ချက်စီပဲထိုးမယ်ပေါ့နော်ဒီနေတော့နော်3ခါထိုးမယ်3ခါထိုးမယ်ပြီးတော့လို့ရှိရင်တိုက်ရှိ3ခါလာမယ်ဒီနေတော့တိုက်ရှိ3ခါထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဘယ်လိုတိုက်လက်လေး15ခါလာမယ်နော်တိုက်လက်15ခါဒီနေအကိုပဲတော့တိုင်လက်15ကလည်းထိုးအပြီးအောက်မှာထိုးခဲ့တဲ့ဒီအပေါက်ကလည်းအပြည့်ပေါ့နော်အဲ့ဒီအပြည့်ထိသွားမယ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဘယ်လိုဒီမှာကွင်းစားကိုပိတ်ထည့်ရကြတော့ဒီအောက်ကပေါ့နော်ဒီလိုမျိုးနေရာတွေမှာသွားထိုးမယ်ဟာကိုပြရပါပေါ့နော်ဒီလိုမျိုးနေရာတွေပါဒီအတန်းကတစ်ခါတန်းပြီးတော့လိုက်ထိုးမှာပေါ့နော်ပြပါမယ်ဒီဘက်တစ်ပိုင်းထိုးထားလေးပြမယ်ပေါ့နော်ဒီမှာဒီလိုမျိုးအခုတန်းဒီလိုမျိုးသွားမှာပေါ့နော်ဒီလိုမျိုးကြီးအဆုံးကိုသွားမှာနော်ဒီလိုမျိုးဆုံးကိုသွားမှာဒီလိုမျိုးကြီးအဲ့တော့အခုဘယ်လိုထိုးပါမယ်အခုအရင်ဆုံးကတူတီဆိုတော့တိုင်လက်နှစ်ခါနော်ဒီတူအောက်ကဒီလိုမျိုးပေါက်ထဲမှာတိုင်လက်တစ်ခါပြီးတော့တူဝိနာဒီအပေါက်ထဲမှာတိုင်လက်နှစ်ခါအဲ့အတွက်ဆိုလို့ရှိရင်ဒီနာကပေါ့နော်အခက်ဆုံးပဲဘာလို့ဆိုရင်ဒီအလဲလေးကိုပြေးဖို့အတွက်ပေါ့နော်ပြေးဖို့အတွက်ဘယ်အပေါက်ကိုထိုးလို့ထိုးရမှမသိဘူးပေါ့နော်ပြေးလေးဒီမှာဆိုရင်ပဲ2ခေါက်3ခေါက်လောက်ဖြည့်ရတယ်ပေါ့နော်ဒီနားလေးကိုပြေးဖို့အတွက်အဆုံးမှကျတော့သူကတိုင်တိုရဲ့ slit stay နဲ့ဆုံးမှာဒီမှာကဒီနောက်ဆုံးကပေါ့နော်ဒီမှာတိုင်တိုဒီမှာက slit stay နဲ့ဆုံးရမယ်နော်အဲ့တော့ပုံစံလေးကဒီလိုမျိုးဆော့ကပြတဲ့အချမ်းလေးလိုပေါ့နော်ညီညာပေါ့နော်ညီညာလေးထွက်လာမှာပေါ့နော်အဲ့ဒီတော့ဘယ်လိုဒီကြားတဲ့ကိုဒါမပါဒီကြားတဲ့ကိုဒီပတန်ဖြည့်ရမှာနော်ဒီကြားတဲ့ကိုဒီပတန်လိုက်ဖြည့်ရပါမယ်နော်ဒီမှာဘယ်လိုတိုင်လက်နှစ်ခါထိုးပြီးသွားပြီနှစ်ခါထိုးပြီးသွားပြီတိုက်ရှိ17ခါလာမယ်ပေါ့နော်တိုက်ရှိဒီနားမှာနည်းနည်းချိမိုင်းမှာဒါလိုနည်းနည်းလေးတဲ့အခက်ခဲရှိမယ်ပေါ့နော်စောစောလိုမျိုးကြီးချော်သွားမယ်ပေါ့နော်ဒီနေတော့လေးငါ17နော်အခုထိတ်ရှိ17ခါထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ပြောပါ
အော်ဒီမှာဆက်တက်ခါထိုးပြီးသွားပြီဆိုရင်เนาะတိုင်လက်2ခါလာမယ်တိုင်လက်ဒီမှာတစ်ခါ2ခါเนาะတိုင်လက်2ခါလာမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဘယ်လိုစကစ်ဆိုတော့ဒီနားအပေါက်ကိုကြော်လိုက်မယ်เนาะဒီနားကအပေါက်ကိုကြော်လိုက်မယ်ပြီးတော့သူ့ဝိနာဒီအပေါက်ထဲမှာတိမ်တိုးထိုးမယ်ပေါ့နော်တိမ်တိုးရဲ့ပြီးတော့လို့ရှိရင်ဒီထဲမှာကျတော့ slit stitch နဲ့တွားဆက်မယ်မင်းရဲ့ထားရဲ့နော်ဒီမှာ slit stitch နဲ့တွားဆက်မယ်နော်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဘယ်လို round 16ကိုကူးဖို့အတွက်ဖွင့်ပြီးတက်ခါထိုးလိုက်မယ်ဒီမှာတူက2ခုလောက်ကြော်ခိုင်းနေပေါ့နော်တူစကစ်ဆိုတော့2ပေါက်ကိုကြော်မယ်2ပေါက်ကိုကြော်ပြီး3ပေါက်မြောက်အပေါက်မှာတိမ်တိုးစထိုးလိုက်မယ်တိမ်တိုးထိုးလိုက်ပြီပြီးသွားလို့ရှိရင်တိုင်လက်4ကပေါ့နော်တိုင်လက်4ကထိုးပါမယ်နေတော့လေးနော်တိုင်လက်4ကထိုးပြီးသွားပြီဆိုလို့ရှိရင်တော့တိုင်ရှိ3ကလာပါမယ်နေတော့နော်တိုင်ရှိ3ကလာပါမယ်ပြီးသွားလို့ရှိရင်တော့တိုင်ရှိတိုင်ပွားထိုးပါမယ်ဆိုတော့တစ်ပေါက်မှာ2ချက်တိုင်ရှိ2ခါထိုးလိုက်မယ်ပြီးသွားလို့ရှိရင်တိုင်ရှိ3ကနေရှိ3ကထိုးမယ်ပြီးတော့လို့ရှိရင်ကြတော့ 3T ဆိုတော့ဘယ်လိုတိုင်လက်3ကထိုးမယ်ပေါ့နော်နေတော့နော်တိုင်လက်3ကပြီးတော့ပြီဆိုလို့ရှိရင်တော့ဘယ်လိုတိုင်ပွားဆိုရင်တိုင်တူတစ်ပေါက်မှာ2ခါနဲ့တိုင်တူယူ10ကထိုးမယ်တိုင်ပွားတက်ခါပြီးတော့ရင်သူ့ဘနာဘောက်ကနေစပြီးတော့တိုင်တူယူ10ကထိုးပါမယ်နေ10ကထိုးပြီးတော့ရင်တော့တိုင်ပွားလေးပြန်လာပါမယ်တစ်ပေါက်ထဲမှာတိုင်တူယူတက်ခါ2ခါပေါ့နော်2ခါထိုးမယ်ပြီးတော့တိုင်တူယူတက်ခါလာမယ်ပြီးတော့တိုင်လက်3ကတိုင်တူယူတက်ခါပြန်လာမယ်နော်တိုင်တူယူတက်ခါပြီးတော့ရင်တိုင်လက်3ကနေတော့ပြီးတော့ရှိရင်တော့တိုင်ရှိ2ခါနေတိုင်ရှိ2ခါပြီးတော့ရှိရင်တော့တိုင်ရှိတိုင်ပွားတစ်ခါလာပါမယ်တိုင်ရှိတိုင်ပွားတစ်ခါနော်ပြီးတော့ရှိရင်တော့ 3E ဆိုတာက2ရစ်တည်တိုင်ရှိ3ကပါနေတော့2ရစ်တည်တိုင်ရှိ3ကပြီးတော့လို့ရှိရင်တော့2ရစ်တည်တိုင်ရှိတိုင်ပွားပေါ့နော် EV ဆိုတော့ EV ကားတော့မဟုတ်ဘူးပေါ့နော်2ရစ်တည်တိုင်ရှိတိုင်ပွားပါနောက်ဆုံးပေါက်ပါကဲဒါဆိုလို့ရှိရင်တော့တပေါင်းမိတ်တယ်နွယ်ပေါ့နော်ဒီပေါင်းမှာခါကြတော့ပြောထားတဲ့အတိုင်းလေးဒါလေးထည့်ထုတ်ပါမယ်နော်ဒီ fishing line လေးထည့်ထုတ်ပါမယ်ဒီ round 17ကကြတော့ဘယ်လို1 skit တခုကိုကြော်ပြီးတော့ဘယ်လို45တိုင်တိုးပေါ့နော်တိုင်တိုး45ကထိုးရမယ်ပေါ့နော်ဒီတန်းကတိုင်တိုးလေးပဲပြောလို့ရတယ်ပေါ့နော်တိုင်တိုးလေးပဲထုံးပါပါအဲ့တော့ဘယ်လိုဒီ line လေးကိုဒီတိုင်တိုးမှာဒီခါလေးငုံပါပါမယ်ဒီဖုံမီမှာပေါ့နော်ဆက်ကြီးထုံးမယ်ဖုံမီမှာရပဲဒီလိုမျိုးလေးငုံထိုးရပေါ့နော်ပြီးဒီဘက်ကိုလှည့်လိုက်မယ်လှည့်ပြီးတော့ဘယ်လိုဒီဟာလေးမကြည့်လည်းမကြည့်ဘူးမသိလည်းမသိဘူးပေါ့နော်ဒီတိုင်တိုးထိုးမဲ့နေရာလေးကိုဝင်နေပေါ့နော်ကွက်တီမက်ဆီဝင်နေပေါ့နော်ဒီကျိုးလေးကအခုပဲတော့ဒီပထမဆုံးအပေါက်ကိုသူကစကစ်လောက်ခိုင်းတော့ကြော်လိုက်မယ်ပေါ့နော်ဒီပထမဆုံးပေါက်ကိုကြော်လိုက်မယ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီဒုတိယပေါက်ကနေစပြီးတော့တိမ်ထိုးလေးထိုးပါမယ်နော်
တိုးလေးထိုးမယ်ဒီနေတော့ဒါလေးငုံပြီးထိုးရမယ်နော်အကိုပဲတိုင်တိုးပေါ့နော်ထိုးလာတာဒီအဆုံးထိထိုးသွားနော်ဒီပထမဆုံးထိုးခဲ့တဲ့ဒီ round ပေါ့နော်ဒီ round ထိကိုထိုးသွားပြရမယ်နော်အဲ့မှာပဲတို့တိတ်တိုးကစုပေါင်း45ကပြေးမှာပေါ့နော်ပြီးတော့ရင်တော့ပဲတို့ခွန်ကြီးတစ်ခါထိုးပြီးတော့ချီကိုဖြတ်လိုက်လို့ရပါပြီဒီမှာပဲတို့ကောချောင်းပေါ့နော်ကောချောင်းရဒီလိုမျိုးထွက်နေရပေါ့နော်အဲ့ချိန်ကျလို့ရှိရင်နည်းနည်းလေးတိုးလာမယ်နော်ဒီဖြည်းဖြည်းနဲ့အဆုံးထိတော့မတိုးပါဘူးဒီလားပဲနည်းနည်းလေးပို့ပြီးတော့ခိုင်အောင်လို့ပေါ့နော်ဒီလိုကောချောင်းကြီးထွက်နေမှာဆိုလို့ပေါ့နော်နည်းနည်းလေးကော်လေးတုပ်မယ်ပေါ့နော်ကော်လေးတုပ်ပြီးတော့မှအတွင်းလေးကိုထည့်ပါမယ်ဒီမှာဒီကော်လေးနဲ့နော်ဒီကော်လေးနဲ့ကိုပဲဒီလိုမျိုးလေးထိပ်ဖြားလေးကိုတုပ်လိုက်မယ်နော်တုပ်ပြီးတော့မှဒီလိုမျိုးလေးတဖြည်းဖြည်းနဲ့ထည့်ထားလိုက်မယ်ပေါ့နော်ကော်လေးနဲ့ဒီအသားလေးနဲ့ပေါ့နော်ဖိထားလိုက်မယ်အဲ့ဒီကောကကြောင့်လည်းနည်းကြလေးကတ်ရတယ်ပေါ့နော်ပြီးတော့မှနေသွားတာဆိုတော့လေအဲ့တော့နည်းနည်းလေးဖိထားလိုက်မယ်ဒါဆိုလို့ရှိရင်ဒီကောကြောင်ကြီးကတော်ရုံနဲ့ထွက်မလာတော့ဘူးပေါ့နော်အခုပဲကဒီဟာကကြတော့ဒီလိုမျိုးပုံစံပေါ့နော်ဒီလိုမျိုးပုံစံဒါအတောင်မဲရဲ့အပေါ်ပေါ့နော်အပေါ်ချမ်းလေးပြီးသားပြီးဒီလိုမျိုးအတိုင်းကိုနှစ်ခုထိုးထားပါမယ်နော်ပြီးတော့တစ်ခုကကြတော့ပေါ့နော်ဘယ်လိုဒီလိုမျိုးနှစ်ချမ်းထိုးမယ်ဆိုလို့ရှိရင်ဒီပြခဲ့တဲ့ပတန်တိုင်းပဲထိုးမယ်ဆိုရင်ကြတော့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးနှစ်ခုထွက်လာမှာပေါ့နော်အဲ့ဒီအခါကြတော့ဘယ်လိုဟိုဘက်ဒီဘက်ဒီလိုမျိုးအရှက်ဆိုတဲ့အခါကြတော့ဘယ်လိုလိုင်းစင်းနေရပေါ့နော်တူတော့မတူဘူးဘာလို့ဆိုဒီမှာဆိုလို့ရှိရင်ဘယ်လိုချီထွဲလူတွေဆိုလို့ရှိရင်သိရပေါ့နော်ဒီလိုမျိုးလိုင်းစင်းရကြတော့အတိတ်ထိုးလာတာပြီးတော့တိုင်တူမှာကြတော့လို့ပြောင်းမြန်ပေါ့နော်ပြောင်းမြန်ပတန်ဝင်သွားတယ်အဲ့လိုမျိုးတိုင်းကိုပဲကကြတော့နှစ်ချမ်းကိုတူကျင်တာပေါ့နော်ပြောရမယ်ဆိုရင်ဟိုပထမအောင်ဆုံးတစ်လုံးမှာတော့ဟိုရှုပ်သွားမှာဆိုလို့မပြောင်းချင်လည်းမပြောင်းနဲ့ပေါ့နော်နောက်ဒုတိယတစ်လုံးထိုးလို့ရှိရင်ကြတော့ဘယ်ကတာပထမအလုံးမှာဆိုလို့ရှိရင်ပဲတူတူပဲပေါ့နော်ဒီဘက်တစ်ချမ်းနဲ့ဝဲပဲနှစ်ချမ်းထိုးလိုက်တယ်ပေါ့နော်အဲ့တော့အစင်ထိုးရတယ်တော့အစင်ပြီးသွားပြီပေါ့နော်ဒါမဲ့ပဲဒီတေးမီအေးပေါ့နော်ဟိုဒီတေးကြချင်တာပေါ့နော်အဲ့ခါကျတော့ဘယ်လိုထိုးလိုက်လဲဆိုတော့ဒီဘက်ကိုကြတော့ပေါ့နော်ပြောင်းမြန်ပေါ့နော်ပြောင်းမြန်ထိုးလိုက်တယ်အစောကပတန်ကွအစောပတန်ကွဒီမှာပဲ23ပြီးလို့ရှိရင်ချင်း23ပြီးလို့ရှိရင်တိုင်တိုးထိုးလိုက်တဲ့အတန်းမလားတိုင်တိုးထိုးလိုက်တဲ့ပုံမှန်ဆိုဒီလိုမျိုးသွားနေရနေပဲဒီဘက်ကနေဒီလိုမျိုးသွားလိုက်တယ်နော်အဲ့လိုမျိုးနဲ့ပဲဒီဘက်တစ်ချမ်းကိုထိုးထားရပေါ့နော်ဒါပေမဲ့ပေါ့နော်ဒီလိုမျိုးလိုင်းစင်းလေးတွေကတူပေမဲ့ပေါ့နော်ဘယ်ကတိတ်ပြီးတော့တိတ်မကြိုက်သေးဘူးပေါ့နော်အဲ့ကြောင့်ပတောင်းတစ်ခါလည်းမရှဲရပါပေါ့နော်မန်ဆိုလို့ရှိရင်ဘဲညာပေါ့နော်အဲ့လိုမျိုးတင်လေးချင်တာဒါမဲ့ပဲဒီအောင်နောက်တစ်ခေါက်ထပ်ထိုးမယ်ပေါ့နော်ထပ်ထိုးပြီးမှအဆင်ပြေရဆိုလို့ရှိရင်တော့ပဲပတန်လေးကိုထပ်ပြီးတော့ရှင်းပေးမယ်ပေါ့နော်ပြောင်းမြန်ထိုးပုံမှန်ပေါ့နော်ဒီတိုင်းပဲပြောင်းမြန်ထိုးလိုက်ရမယ်ဆိုရတယ်လို့ထင်ပေးမယ်ပေါ့နော်နည်းနည်းလေးပေါ့နော်ရှုပ်တဲ့နေရာလေးရှိရပေါ့နော်အဲ့ခါကျတော့ပဲနည်းနည်းပတန်လေးထပ်ဆန်းကြည့်အောင်မယ်ပေါ့နော်အဲ့ဒါကိုနောက်တော့မှအဆင်ပြေတော့မှတင်ပေးပါမယ်တကယ်လို့ဘယ်တဲ့ညံကောင်းတဲ့လူတွေလည်းပါမှာပေါ့နော်လိုက်ထိုးကြည့်တဲ့လူတွေထဲမှာအဆင်ပြေသွားရေးဘက်ကို share ပေးပါအောင်လို့ပြောချင်ပါတယ်ဒါဆိုအားလုံးကျေးဇူးတင်ပါတယ်နောက်အပိုင်းကျရင်ဆက်တွေ့ပါမယ်နော်